私单个7到1ဒီ5ဖြစ်တင်မှုပါဆိုတော့အဲ့ဒီမုတ်တက်လေးတစ်ချက်စင်မယ်ပေါ့နော်မုတ်တက်ကကြမလဲဆိုတော့ဖြည့်ပြီးသွားပြီဖြည့်ပြီးသွားရဆိုတော့အဖြည့်မှန်လေးကိုဒီဖြည့်ယူရတဲ့ချင်းစင်တိုင်လို့ရတယ်ပေါ့နော်chapter 1မှာဆိုရှင်မှာမွန်တိုင်း1မှာဘာလဲဆိုတော့နာနီတဲ့နာဒီမှာကွက်လက်မှာပေါ့နော်ကွက်လက်နိနာနီကိုအီဒီမတ်ကာတဲ့ဘာထည့်မလဲအချင်းကြီးစံညုံခါတာအချီပန်အီမနော်တို့ဆိုတဲ့ခါတာဆိုင်1 2 3 4ကနေစင်1 2 3 4တဲ့ကနေပြီးတော့အမှန်ဆုံးတစ်ခုရွေးပါဆိုပြီးဒီမှာ10ပုတ်တော့မိထားတယ်ဆိုတော့တစ်ပုတ်ကိုတစ်မှန်လုံးနဲ့10မှတ်ပေးထားတယ်ပေါ့နော်ဒါနဲ့ဆိုရင်ရတော့မထင်ပါနံပါတ်1ကကြတော့ A ကပြောအာရိကတိုးလို့ပြောတယ်ဟောဘာပြန်ပြောမလဲတစ်ဆိုတာဒိုးဆိုယူပါနှစ်ကကြဒိုးဆိုရရှိကူတဲ့အကူကြီးတောင်းပါတယ်ပေါ့နော်သုံးကကြတော့ဒိုးဒရှိမတ်တယ်မဟုတ်တာရပါတယ်ပေါ့နော်နံပါတ်4ကဒိုးချီရာဒစ်ကဘာမှလဲတဲ့အထိပ္ပယ်အကောင်တော့ကြတော့အာရိကတိုးလို့ပြောရင်ကိုကရပါတယ်ဆိုပြီးပြန်ပြောရမှာအဲ့ဒါကြောင့်နံပါတ်3ဆိုတဲ့အဖြစ်ရနံပါတ်3ကပုံမှန်တယ်ဒိုးဒရှိမတ်တယ်ရပါတယ်ဆိုတာလေးကအမှန်အဖြစ်မှန်ပေါ့နော်နံပါတ်2ကကြတော့ဝါဒရှိဝကွက်လက်ခါရခိမတ်တာကွက်လက်ကလာပါတယ်ကွက်လက်ကလာပါတယ်နော်ဒီမှာနံပါတ်1ကကြတော့အခဆိုခုမိသားစုကလာပါတယ်ဆိုမဟုတ်သေးဘူးနော်နံပါတ်2ကကြဦးတိုးနာဆိုတာအရွယ်ရောက်ပြီးသူကိုပြောတာအရွယ်ရောက်ပြီးသူကလာပါတယ်ဆိုမဟုတ်သေးဘူးနံပါတ်3ကကြတော့ခန်းကိုခုဆိုတာကကိုရီးယားပေါ့နော်ကိုရီးယားနံပါတ်4ကကြတော့ချီစုဆိုတာကနံပါတ်ကိုပြောတာကိုရီးယားလာပါတယ်ဆိုတော့ဒီထဲမှာနိုင်ငံနဲ့ပတ်သက်တာဆိုနံပါတ်3ပဲရှိတယ်အဲ့ဒါကြောင့်နံပါတ်3ခန်းကိုခုခါရခိမတ်တာကိုရီးယားလာပါတယ်ဆိုတာအဖြေမှန်နံပါတ်3ကကြတော့နန်နင်းဒက်စကာတဲ့ဘယ်နှစ်ယောက်လဲဆိုတော့ဘယ်နှစ်ယောက်ဆိုတဲ့အကြောင်းကိုပြန်ဖြေရပါအဲ့ဒါဆိုနံပါတ်1ကယောနင်းဒက်တဲ့4ယောက်ပါနံပါတ်2ကယွန်းနင်းဒက်အဲ့ဒါရှိတော့ကိန်းတွေကိုပြောမယ်ဆိုလို့ရှိရင်ကကြတော့ယွန်းတို့ရောတို့ပဲပြောရတယ်ရှီနဲ့မသုံးဆိုတော့အနောက်ကရှီနှလုံးရှီနင်းတို့ရှင်းနင်းတို့ထည့်သွင်းစဉ်းစားကြမလို့ယွန်းနင်းလားယောနင်းလားပဲစဉ်းစားရမယ်ယွန်းတော့မသုံးဘူးပေါ့နော်ဒါရှိယောနင်းပဲဒါရှိရေတွက်ပုံကိန်းရေတွက်ပုံမှာလည်းဒါရှိနဲ့ဆန်တို့ပြောထားတယ်ဟီတိုရီဖူတာရီစနင်းယောနင်းဆိုပြီးပြောထားရတယ်ယောနင်းဒက်အပြည့်မှန်ကြနံပါတ်1ပေါ့နော်ယောနင်းဆိုပြီးမသုံးပါဘူးနံပါတ်4ကကြတော့အခုညီဝအတိုင်းပြည်ကဘယ်နိုင်ငံဘယ်မှာလဲဆိုတော့နိုင်ငံကြောင့်ကိုယ်နိုင်ငံကိုဖြန့်ဖြေမယ်အဲ့တော့နိုင်ငံနဲ့ပတ်သက်တဲ့စလုံးရှာမယ်နံပါတ်1ကယာမဆိုလူနာမည်မဟုတ်သေးဘူးနံပါတ်2ကကြတော့ဟွန်နဲ့6ရှင်ကလည်းလူနာမည်ပဲမဟုတ်သေးဘူးပေါ့နော်နံပါတ်3ကကြတော့တိုရုကောကြတော့တူရကီဆိုတော့တူရကီနိုင်ငံပါလာပြီဟုတ်တယ်နံပါတ်4ကကြဒူချီတာဆိုတာဘယ်နေရာလဲလို့ရေးချင်တာအခုညီဝဆိုတာအမေးစလုံးဖြစ်ပြီးသွားပြီကိုကပြန်ပြင်ပါပါဆိုမှအမေးစလုံးရေးချင်မလို့တော့ဘူးအဲ့ဒါကြောင့်လို့နံပါတ်3ကကြတော့တိုရုကိုဒက်တူရကီဖြစ်ပါတယ်ဆိုပြီးတော့ပြန်ပြင်တဲ့အဖြစ်မှန်နံပါတ်3နောက်နံပါတ်5ကကြတော့နံပါတ်5မိကုန်းလေးကထုံးစံဒစ်ကာတဲ့ထုံဖြစ်ပါသလားဆိုဟုတ်တယ်ဆိုရင်နောက်ကဘာပြန်ပြေးမလဲဆိုတဲ့ဟာလေးကိုဆက်ထည့်ရမယ်ပေါ့နံပါတ်အဖြေလေးခုမှာနံပါတ်1ကချီကိုင်းမဆိုတာမှားပါဟုတ်တယ်လည်းပြောသေးရမှားရလည်းပြောသေးဆိုမဟုတ်သေးဘူးနံပါတ်1ကပယ်တယ်နံပါတ်2က so that ဆိုတာဟုတ်ပါတယ်ပေါ့နော်နံပါတ်3က does တယ်ဘာမှအရှိမပါဘဲနဲ့ does ဆိုတာကြီးကမဖြစ်နိုင်ဘူးပေါ့နော်အရှိမနောက်ခုတော့ပါမှာနောက်လည်းမပါဘဲ does ဆိုတော့မဟုတ်သေးဘူးနံပါတ်4ကကြဒိုးဆိုတာဟုတ်ပါတယ်မှန်ဆိုတော့ဒိုးဆိုတာယူပါလက်ခံပါဆိုတဲ့အဓိပ္ပာယ်မဟုတ်သေးဘူးပေါ့နော်အဲ့တော့နံပါတ်2အပြည့်ပြန်ကြတော့နံပါတ်2so that ဟုတ်ပါတယ်ဆိုတဲ့အဓိပ္ပာယ် so that ဟုတ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်နံပါတ်6ကကြတော့အနတ္တဝါတဲ့ honsan das ကမင်းက honsan ဟုတ်တယ်လားဆိုတော့ hi ဆိုပြီးတော့ဟုတ်ကဲ့ဆိုပြီးတော့အနောက်ကဘာဆက်ဖြစ်မလဲဆိုတာအောက်ကအဖြေလေးခုတည်းရွှေ့ရမယ်နံပါတ်1ကကြတော့အနာတာတက်ဆိုတာတင်ဖြစ်ပါတယ်ဆိုတော့မဟုတ်သေးဘူးသူအဖြေမင်းရဲ့တစ်မျိုးကြီးဖြစ်နေနော်သူဖြေကြီး honda ဆိုတာ house ဖြစ်ပါတယ်ဆိုတော့အဲ့ဒါလည်းဖြစ်နိုင်တယ်ပေါ့နော် honsan das တဲ့ကိုယ့်နာမည်ကိုပြောမယ်ဆိုလို့ရှိရင်စံထည့်ကြမလို့เนาะအဲ့ဒါကြောင့်မလို့စံထည့်ထားတဲ့တော့လည်းမှားတယ်နံပါတ်4ကချီကိုင်းမတ်တဲ့မှားပါတယ်တဲ့အရှိမ high လို့ပြောပြီးတဲ့ချီကိုင်းမတ်သုံးစရာကိုမလိုတာเนาะ high ဆိုတာဟုတ်ကဲ့မှန်တယ်ဆိုတဲ့အကြောင်းပြောချင်တာ e လို့သုံးရင်တော့တစ်မျိုးပေါ့ e လို့သုံးခိုင်းတော့နောက်ကချီကိုင်းမတ်ကိုရွေးရမှာပေါ့เนาะအဲ့ဒါကြောင့်လို့ဒီမှာအဖြစ်မှန်ကနံပါတ်2 honda ဆိုတဲ့အဓိပ္ပာယ်မှန်တယ်ပေါ့เนาะ honsan ကကြတော့ကိုယ့်နာမည်ကိုပြောရင်စံထည့်ကြမလို့တဲ့အတွက်ကြောင့်မလို့သုံးကိုပယ်ထားတယ်နံပါတ်9ကကြတော့နာမည်ဝါတဲ့နိုင်နာနီဆိုပြီးတော့ကွက်လက်ဖြေထားနာမည်ကကွက်လက်ဆိုပြီးတော့ပြောထားတယ်နံပါတ်1ကဝါတာရှိတဲ့ကျွန်တော်ပါနာမည်ကကျွန်တော်ပါဆိုတာမဖြစ်နိုင်ဘူးလေအချင်းစကလုံးရကျတော့အစမပြေဘူးစာကြောင်းစီရတာနံပါတ်2ကကြတော့ so that ဆိုတာဟုတ်ပါတယ်နာမည်ကဟုတ်ပါတယ်ဆိုပြီးတော့လဲစာကြောင်းစီရတာအစမပြေဘူးနံပါတ်3က auto that ဆိုတာညီလေးဖြစ်ပါတယ်ဆိုနာမည်ကညီလေးဖြစ်ပါတယ်ဆိုတာမဟုတ်သေးဘူးနံပါတ်4ကကြတော့ Honda နာမည်က Hon ဖြစ်ပါတယ်ဆိုတော့ဟုတ်တယ်ပေါ့နော်အဖြစ်မှန်နံပါတ်4ဟောနာမည်အနေနဲ့ပါတဲ့စလုံးဆိုလို့နံပါတ်4တစ်ခုပဲပါတဲ့အတွက်ကြောင့်မလို့အဖြစ်မှန်နံပါတ်4နံပါတ်8ကကြတော့ Watashi wa Quallet ကျွန်တော်က Quallet ဖြစ်ပါတယ်
အဲ့မှာနောင်ထည့်ရတော့အဲ့မှာဆိုဘာထည့်ရမလဲဆိုရင်နံပါတ်1ကနီဟွန်တက်ကျွန်တော်ကဂျပန်ဖြစ်ပါတယ်ဆိုမဟုတ်သေးဂျပန်လူမျိုးဆိုတမျိုးပေါ့ဂျပန်ဆိုတော့မဟုတ်သေးဘူးပေါ့နော်နံပါတ်2ကနီဟွန်ဂျင်တက်ဂျပန်လူမျိုးဖြစ်ပါတယ်ဆိုသူကတော့ဖြစ်နိုင်တယ်ပေါ့နော်နံပါတ်3ကခုနီတက်ကျွန်တော်ကနိုင်ငံဖြစ်ပါတယ်ဆိုတော့မဟုတ်ဘူးနံပါတ်4ကနာမအတက်ကျွန်တော်ကနာမည်ဖြစ်ပါတယ်ဆိုတော့မဟုတ်သေးအဲ့တော့အဖြစ်မှန်ကနံပါတ်2ဝနာရှိဝနီဟွန်ဂျင်တက်ကျွန်တော်ကဂျပန်လူမျိုးဖြစ်ပါတယ်ဆိုတဲ့စကားလုံးပဲအမှန်ပေါ့နော်နံပါတ်9ကကြတော့ဝချီနီနဲကိုကကွက်လက်ဆိုတော့အိမ်မှာကြောင်ကကွက်လက်ဆိုပြီးပြောတယ်အဲ့မှာဘာထည့်မလဲဆိုရင်အာရီမတ်ရှိသည်အာရီမတ်ဆိုတာကလည်းရှိသည်အီမတ်ဆိုတာလည်းရှိသည်လို့ပြောထားရယ်နော်အာရီမတ်ဖြစ်နိုင်လားပေါ့နော်နဲကိုဆိုတာကတက်ရှိရာဖြစ်တဲ့အတွက်ကြောင့်မလို့အာရီမတ်နဲ့မသုံးနော်အာရီမတ်နဲ့မသုံးအီမတ်နဲ့မသုံးမယ်အာရီမတ်ဆိုတာတက်မဲ့အရာတွေအကုန်လုံးကိုအာရီမတ်နဲ့သုံးထားတယ်နံပါတ်2ကခြိခိုင်းမတ်ဆိုတာမှားတယ်ပေါ့နော်အိမ်မှာကြောင်ကမှားနေရဆိုတဲ့ဟာစကားလုံးကမရှိဘူးပေါ့နော်ကြိုးကြောင်မရှိရောဘူးနံပါတ်3ကအီမတ်ဆိုတာရှိမှာပြောခဲ့တယ်အာရီမတ်နဲ့မသုံးအီမတ်နဲ့သုံးတယ်ဆိုတော့နံပါတ်3ဖြစ်နိုင်တယ်နံပါတ်4က dash ဆိုမျိုးပြောထားရပေါ့နော်အရှိမနောင်းလည်းမပါပဲနဲ့သူက dash ဆိုပြီးတိုင်းပြောထားတဲ့အတွက်ကြောင့်မလို့ဥချီနီနေကိုက dash ဆိုပြီးတော့အဲ့ဒီစလုံးလည်းမရှိဘူးလေနော်အဲ့ဒါကြောင့်မလို့အဖြစ်မှန်ကနံပါတ်3 imat ဥချီနီနေကိုက imat အိမ်မှာကြောင်လေးရရှိတယ်20ရကြတော့စာယိုနာရာဆိုတာတက်တာလို့ပြောတာအဲ့တော့ကိုကဘာပြန်ပြောမလဲဆိုပြီးတော့ကိုယ့်ရဲ့ဟန်ဂျီကိုရေးခိုင်းတာပေါ့နော်နံပါတ်1ကခွန်နီချီဝမင်္ဂလာပါမင်္ဂလာပါဆိုဆက်စတွေ့တဲ့အချိန်တုန်းမှာနှုတ်ဆက်ရမယ်ဆိုပြီးတော့ရှိပြောခဲ့ရနော်ဒါတော့မှားတယ်နံပါတ်2ကကြတော့ခွန်ပန်ဝါဆိုတာညနေပိုင်းမှာနှုတ်ဆက်ရတာညနေပိုင်းမှာတနေ့တည်းတွေ့တဲ့အချိန်မှာနှုတ်ဆက်တာကိုခွန်ပန်ဝါဆိုတော့မှားတယ်နံပါတ်3ကကြတော့ Ohio ကမနက်ပိုင်းမှာတွေ့ရတဲ့အချိန်ချင်းနှုတ်ဆက်တာဆို Ohio နံပါတ်4ကကြအချမတ်ဒါဖြစ်နောက်မှတွေ့ကြမယ်နော်အဲ့ဒီမှာအပြင်းမှန်ဆုံးကတော့ဝတရှိတို့ကြမတာဆိုတာလေးကအပြင်းမှန်ဆုံးပဲဘာလို့ဆိုဒီမှာကြတော့ဝတရှိတို့ကအဲ့ထဲမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဝတရှိတို့ကခွန်နီချီဝခွန်ဘဝတို့ Ohio ဆိုတာဝတရှိဆက်တွေ့ချင်းမှာနှုတ်ဆက်တဲ့ပုံစံမျိုးကိုပြောရတဲ့အတွက်ကြောင့်မို့တို့သုံးဖို့ယူလို့မရဘူးဆာယိုနာရာဆိုတာဝတရှိတို့ခွဲခံကြီးအချိန်လေးမှာပြောရတဲ့အတွက်ကြောင့်မို့လို့national number 4ဖြစ်တဲ့ကြမတာဒါဖြစ်နောက်မှတွေးကြမယ်ဆိုပြီးတော့ပြောတာပို့ပြီးစီရော်တယ်ပေါ့နော်ဟဲ့ဒါကြတော့အဖြစ်မှန်နံပါတ်4問題နံပါတ်2မှာကြတော့これの文と大体同じ意味に大体同じ意味の文がありますတဲ့မြင်တာထားတဲ့စာကြောင်းနဲ့အများစုဘာမှဆိုလို့ရှိရင်အဓိပ္ပာယ်အများစုတူတဲ့စကားလုံးရှိရပေါ့နော်1 2 3 4တရားနေပြီးတော့အမှန်ဆုံးအကြောင်းရွေးပါဆိုပြီးပြောထားတယ်ဒီဘက်ကိုနံပါတ်ပေးထားတယ်သူစုစုပေါင်း5ပုဒ်မိထားတယ်ပေါ့နော်နံပါတ်1ကကြတော့お兄さんは中国にいますအကိုကတရုတ်မှာနေတယ်တရုတ်မှာရှိတယ်ပေါ့နော်အဲ့တော့ဒီလေးချောင်းတွေကအဓိပ္ပာယ်ဘာနဲ့တူလဲဆိုနံပါတ်1ကအနီဝအချူပုတ်ပနီမတ်အကိုကတဲ့တရုတ်မှာနေရသူနဲ့ဆင်းတယ်နော်တူတယ်နံပါတ်2ကကြတော့အိုနီဝချူပုတ်ကူနီမှာအိုနီဆိုတာဒီဟာကြတော့လက်ရှိဟီရာခနာပဲပြောထားတော့တိတ်ပြီးအတက်မပြောနိုင်ဘူးပုံမှန်အိုနီဆိုလို့ရှိရင်ဘလူးကိုပြောတာပေါ့နော်ဘလူးကတရုတ်မှာနေရဆိုတာအဲ့ဒါမဖြစ်နိုင်ဘူးနံပါတ်3ကကြတော့အာနဲကကြတော့အမကိုပြောတာအမဆိုတော့မဖြစ်နိုင်တော့ပေါ့အကိုကိုပြောထားတယ်နံပါတ်4ကကြတော့ဟာဝဒီမှာတော်တော်များများဟာဆိုပြီးပြောကြမဖက်လိုက်ရနော်ဟာဝချုကခုနီမှာအမေကတရုတ်မှာနေရဆိုဖြစ်နေတာသူအကိုပြောထားတဲ့အတွက်ကြောင့်မို့အဖြစ်မှန်နံပါတ်1နောက်ကကြတော့နံပါတ်2စာကြောင်းကကြတော့ဝတရှိဝအီဂီရီစုခါရာခိမရှတာကျွန်တော်ကအင်္ဂလန်လာခဲ့ပါတယ်အင်္ဂလန်လာခဲ့တယ်အဲ့တော့နံပါတ်1 2 3 4ရက်နေနီးစာဆုံးစာကြောင်းကနံပါတ်1ကဝတရှိနိုခုနီဝအီဂီရီစုဂျင်းတက်ကျွန်တော်ရဲ့နိုင်ငံကအင်္ဂလန်နိုင်ငံသားပါဆိုပြီးအီဂီရီစုဂျင်းတက်ဆိုပြီးပြောထားအဲ့တော့နံပါတ်1စာကြောင်းမှားတယ်နံပါတ်2ကဝတရှိနိုခုနီဝအီဂီရီစုတဲ့ကျွန်တော်ရဲ့နိုင်ငံကတော့အင်္ဂလန်နိုင်ငံဖြစ်ပါတယ်ဆိုတော့နံပါတ်2ကမှန်နိုင်တယ်ပေါ့နော်အမေရိကန်လာဘာကြတော့အင်္ဂလန်လာဆိုတော့အမေရိကန်နိုင်ငံသူ့နိုင်ငံဆိုတာတော့ဟုတ်နိုင်တယ်ပေါ့နံပါတ်3ကကြောက်ဒါရှိနိုခုနီဝါအီဂီရီစုခါရာဒက်ကျွန်တော်ရဲ့နိုင်ငံကအင်္ဂလန်ကနေဖြစ်ပါတယ်ဆိုပြီးပြောထားတယ်အဲ့တော့အဓိပ္ပာယ်ရတိတ်ပြီးမစီရောဘူးအဲ့တော့နံပါတ်3ကလည်းမှားတယ်နံပါတ်4ကကြောက်ဒါရှိနိုခုနီဝါတူချီကဒက်စကကျွန်တော်ရဲ့နိုင်ငံဗမာလေဆိုတော့မဟုတ်သေးဘူးသူကကြတော့ကျွန်တော်ကဘယ်ကလာပါဆိုပြီးပြောထားတော့နံပါတ်4စာကြောင်းလည်းမှားတယ်အဲ့တော့အပြင်မှာနံပါတ်2私の国はイギリスですဆိုတာမှန်တယ်နံပါတ်3ကကြတော့
両親はうちにいます。မိဘတွေကအိမ်မှာရှိရဲဆိုပြီးပြောထားရပါတော့။အဖြစ်လေးကြောင့်မှာပဲအဓိပ္ပာယ်ရကြနံပါတ်1ကお兄さんとお姉さんはうちにいます。အကိုနဲ့အမကအိမ်မှာရှိရဲလို့ပြောထားတယ်။အကိုနဲ့အမမိဘတွေမဟုတ်တဲ့အတွက်ကြောင့်မလို့မှားတယ်ပေါ့နော်။နံပါတ်2က妹と弟はうちにいます。မောင်လေးနဲ့ညီမလေးနဲ့ညီလေးကအိမ်မှာရှိရဲဆိုတော့သူက両親မဟုတ်တဲ့အတွက်ကြောင့်မလို့မိဘတွေမဟုတ်တဲ့အတွက်ကြောင့်မလို့မှားတယ်။နံပါတ်3ကကြတော့兄と姉はうちにいます。အကိုနဲ့အမကအိမ်မှာရှိတယ်ဆိုတော့မှားတယ်ပေါ့နော်မိဘတွေမဟုတ်တဲ့အတွက်ကြောင့်မလို့မှားတယ်နံပါတ်4ကချီချီတိုဟာဟာဝဦးချီနီမဖေဖေနဲ့မေမေကအိမ်မှာရှိတဲ့အတွက်ကြောင့်မလို့ဖေဖေနဲ့မေမေဆိုတာကလျော်ရှင်မိဘတွေပဲမလားအတွက်ကြောင့်မလို့အဖြစ်မှန်နံပါတ်4ချီချီတိုဟာဟာဝဦးချီနီမအဖေနဲ့အမေကအိမ်မှာရှိရဆိုတာအဖြစ်မှန်နံပါတ်4ပေါ့နော်နံပါတ်4စာကြောင်းကကြတော့ခါတယ်ဝထုံတက်သူကတွန်ဖြစ်ပါတယ်ဆိုပြီးတော့ပြောထားတယ်နော်ပြောမိပါတယ်အဖြစ်လေးကြောင်းမှကြည့်ကြည့်မယ်ဆိုရင်နံပါတ်1ကအာနိုအိုတိုကိုနိုဟီတိုဝထုံစန်ဒက်အဲ့ဒီလူကြီးကအဲ့လူကပေါ့နော်အဲ့လူကထွန်ဖြစ်ပါတယ်ဆိုပြီးပြောထားတယ်ဆက်ဖတ်ကြည့်မယ်နော်နံပါတ်2ကကြတော့女の子はဒီကောင်မလေးကထွန်ဖြစ်ပါတယ်ဆိုတော့မှားတယ်ဆိုခရတယ်ဆိုပြီးသုံးထားတဲ့အတွက်ကြောင့်မလို့ကြားလေးသုံးထားတဲ့အတွက်ကြောင့်မလို့女の子ဆိုတဲ့မှားတယ်နံပါတ်3ကကြတော့男の子にはဆိုတာ男の子にဆိုတဲ့မှားနေပြီ男のဟိတိုရဲ့男の子ရဲ့နှစ်မျိုးပဲရှိရတယ်男の子にဆိုတာမရှိဘူးအဲ့အတွက်ကြောင့်မလို့မှားတယ်နံပါတ်4ကကြတော့女の名前はအဲ့ဒီမိန်းမရဲ့နာမည်ကထွန်ဖြစ်ပါတယ်ဆိုတော့ဒီမှာခတယ်ကောင်းလေးလို့ပြောထားတဲ့ကြောင့်အောင်ကဒါကကြတော့女の名前ဆိုဒီ main ကလေးရဲ့နာမည်ဆိုပြီးပြောထားတဲ့ကြောင့်မှာ main ကလေးလို့သုံးထားတဲ့ကြောင့်မှာအဲ့တော့အဖြစ်မှန်ကနံပါတ်1男の人ဒီကောင်လေးကထွန်ဖြစ်ပါတယ်ဆိုတာမှန်တယ်နံပါတ်5ကကြတော့ခဆုံခုကဆန်နစ်တက်တဲ့မိသားစုက3ယောက်ရှိပါတယ်ဆိုပြီးပြောထားတယ်မိသားစုက3ယောက်လို့ပြောထားတယ်ဒီကခဆုံခုကချစ်ချစ်တို့ဝတရှိတို့နဲကိုတက်ဖြစ်ဖြစ်ရဲ့ကျွန်တော်ရဲ့ကြောင်ဝင်ဖြစ်ပါကြောင်ထက်တွက်လို့မရအကြောင်ကမိသားစုဝင်မဟုတ်ဘူးလေကိုဒီတိုင်းမွေးထားတဲ့ဒါဖြစ်တဲ့အတွက်ကြောင့်မလို့နဲကွာကြတော့ဘာသာရှင်မိသားစုဝင်မဟုတ်ဘူးဒီမှာတက်ရှိလူတွေပြောမှဆိုလို့ရှိရင်လူတွေပြောမှဆိုလို့ရှိရင်ကိုယ့်ရဲ့မိသားစုဝင်တွေအဖေဖေမေမေညီကိုမောင်နှမတွေဘာတွေပြောမိသားစုဝင်သတ်မှတ်တဲ့အတွက်ကြောင့်မလို့နဲကိုပါတဲ့အတွက်ကြောင့်မလို့သူကနံပါတ်1ကမှားတယ်နံပါတ်2ကကြတော့ခါဆိုခုကပြီးရှင်အနာတတို့ခတယ်တို့ဝတရှိတယ်မိသားစုကတင်ရဲ့သူရဲ့ကျွန်တော်ရဲ့ဖြစ်ပါတယ်ဆိုပြီးတော့အနာတတို့ခတဲ့တော့ဝတရှိတဲ့တင်ရဲ့သူရဲ့ကျွန်တော်ဖြစ်ပါတယ်ဆိုတာအဓိပ္ပာယ်ရသိမရှိဘူးပေါ့နော်အဲ့အတွက်ကြောင့်မလို့သူကလည်းမှားတယ်နံပါတ်3ကကျတော့ခဆိုခုကလျော်ရှင်တို့ဝတရှိတဲ့လျော်ရှင်တို့ဝတရှိတဲ့ဒီကကျတော့မိသားစုကမိဘနဲ့ကျွန်တော်မိဘတွေနဲ့ကျွန်တော်ဖြစ်ပါတယ်ဆိုပြီးတော့မိဘနှစ်ပါးနဲ့ကျွန်တော်ဖြစ်ပါတယ်ဆိုတော့ဖြစ်နိုင်တယ်ပေါ့နော်နံပါတ်3ကဖြစ်နိုင်တယ်နံပါတ်4ကကျတော့ခဆိုခုကလျော်ရှင်တို့โอกาสันတော့ဥဒိုဆန်တက်ဒါကြတော့လေလျော်ရှင်းဆိုတာကမိဘနှစ်ပါးကိုပြောအဲ့တော့โอกาสันတော့ဥဒိုဆန်ဆိုတာလေအဖေနဲ့အမေနဲ့အဖေကိုပဲပြောတာပဲအဲ့တော့မိဘတွေရဲ့အဖေရဲ့အမေရဲ့ဖြစ်ပါဆိုတာအဓိပ္ပာယ်ကြီးမရှိဘူးအဲ့တော့ကြောင့်မလို့အဖေမှန်နံပါတ်3ခါဆိုခုကလျော်ရှင်းတော့ဝတာရှိတဲ့ဆိုတာမှန်တယ်ပေါ့နော်အဲ့ခါကျရင်ဘာဖြစ်လဲလျော်ရှင်းတော့ဝတာရှိတဲ့ဆိုတာ2ယောက်ပဲမဟုတ်လားဆိုမဟုတ်ဘူးလျော်ရှင်းဆိုတာမိဘနှစ်ပါးပါတစ်ခါရဲပါတယ်မိဘတွေကိုပြောချင်တဲ့အတွက်ကြောင့်မလို့အမှ2ယောက်ပါသွားပြီဝတာရှိတဲ့ဆို3ယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ခါဆိုခုကစနစ်တဲ့ဆိုတာမှန်တယ်ပေါ့နော်ဒါမွန်နိုင်တူမွန်နိုင်ဆန်းမှာကြတော့私တို့ကမွန်နိုင်ဆန်းမှာက次の言葉の使い方で一番いいものを1、2、3、4から一つ選んでください。အခုလက်ရှိအောက်မှာပေးထားရဲပေါ့နော်စကားလုံးတွေတဲကပြီးရှင်အသုံးပြုပုံကိုတဲ့အသုံးပြုပုံထဲမှာအသုံးပြုပုံကြည့်ပြီးတော့အမှန်ဆုံးတစ်ခုရွေးပါဆိုပြီးပြောတယ်အဲ့အတွက်ကြောင့်မို့ဒါတပုတ်တစ်ပုတ်ကိုနံပါတ်ပေးထားရဲပေါ့နော်အချက်ဖတ်ကြည့်မယ်နံပါတ်1ကခုနီတဲ့နိုင်ငံဆိုတဲ့စကားလုံးတွေပေးထားတယ်ဒီလေးကြောင်းနဲ့ဘယ်ဟာနဲ့တင့်တော်မလဲပေါ့နံပါတ်1ကခုနီဝါထုံမတက်တဲ့နိုင်ငံကတော်ဖြစ်ပါတယ်ဆိုမဟုတ်ဘူးထုံဆိုတာလူနာမည်နံပါတ်2ကကြတော့ခုနီဝါဆန်နေတဲ့နိုင်ငံက3ယောက်ဖြစ်ပါတယ်ဆိုတော့သူလည်းမဟုတ်ဘူးနံပါတ်3ကကြခုနီဝါအမေရိကတဲ့နိုင်ငံကအမေရိကန်နိုင်ငံဖြစ်ပါတယ်ဆိုတော့သူကတော့မှန်တယ်နံပါတ်3ပေါ့နော်နံပါတ်4ကကြခုနီဝါချီဇူတဲ့နိုင်ငံကနံပါတ်ဖြစ်ပါတယ်ဆိုတော့မှားတယ်ပေါ့နော်ချီဇူဆိုတာမြေပုံပြန်ကြခုနီဝါချီဇူတဲ့ပြီးရှင်နိုင်ငံဆိုတာကမြေပုံဖြစ်ပါတယ်ဆိုတဲ့အတွက်ကြောင့်မလို့မှားတယ်ပေါ့နော်ဒါကကြတော့ခုနီရဲ့အသုံးတော့အဖြစ်မှန်နံပါတ်3နံပါတ်2ကကြတော့ဥချီဆိုတာအိမ်ပေါ့နော်နံပါတ်1ကဥချီဝါအတူတူတဲ့အိမ်ကမောင်လေးဖြစ်ပါတယ်အိမ်ကမောင်လေးဖြစ်ပါဆိုမှားတယ်နံပါတ်2ကဥချီဝါခါဆိုခုတဲ့အိမ်ကမိသားစုဖြစ်ပါတယ်ဆိုတော့သူကလည်းတမျိုးလေးပဲပေါ့နော်
ဒီမျိုးလေးပဲအိမ်ကမိသားစုဖြစ်ပါတယ်ဆိုတော့သူကတော့အဓိပ္ပာယ်သိမရှိဘူးနံပါတ်3ကကြာဥချီနီနေကိုခါရီမှာအိမ်မှာကြောင်ကရှိရဲဆိုတော့သူအဓိပ္ပာယ်တော့နည်းနည်းရှိနိုင်တယ်ပေါ့နော်နံပါတ်3လို့ဖျက်ထားမယ်နံပါတ်4ကကြာတော့ဥချီနီစေကိုင်းခါလာခီမတ်တာတဲ့အိမ်မှာကဘာကြီးကနေတစ်ဆင့်လာခဲ့ပါတယ်ဆိုတော့အဓိပ္ပာယ်ရလည်းသိမရှိတဲ့အတွက်ကြောင့်နံပါတ်3ကဥချီနီနေကိုခါရီမှာအိမ်မှာကြောင်လေးရရှိရဲဆိုတဲ့အဓိပ္ပာယ်ရပဲသိတော့ဆုံးမလို့အဖြစ်မှာနံပါတ်3နောက်ထပ်နံပါတ်3ကကြာတော့သူချီတာဆိုတာဘယ်ဘက်လဲလို့မေးရတဲ့အတွက်ကြောင့်မလို့ဘယ်ဘက်လဲညနေဆိုတဲ့အတွက်ကြောင့်မလို့ဒါကဘာနဲ့တင်တော်မလဲお名前はどちらですかနာမည်ကဘယ်ဘက်လဲဆိုမဟုတ်သေးဘူးနံပါတ်2ကကြာတော့正解はどちらですかကဘာကြီးကဘယ်ဘက်လဲဆိုမဟုတ်ဘူးနံပါတ်3ကကြာ犬はどちらですかတဲ့ခွေးရဘယ်ဘက်လဲဆိုတော့မဟုတ်သေးဘူးနံပါတ်4ကအခုနီဝどちらですかနိုင်ငံကဘယ်မှာလဲဆိုတော့လက်ရှိပြောခဲ့ရလေသူချီလာဆိုတာကနိုင်ငံတို့အလုပ်တို့မှာပဲတုံးတဲ့အတွက်ကြောင့်မလို့အခုဒီမှာသူချီလာ this ကအတင်လောဆုံးကျွန်တော်အပြင်မှန်နံပါတ်4နံပါတ်4ကျတော့နန်းနင်းဘယ်နှစ်ယောက်လဲနန်းနင်းဘယ်နှစ်ယောက်လဲဆိုတော့ကျွန်တော်ဥချီဝနန်းနင်း this ကဥချီဝနန်းနင်း this ကအိမ်ကဘယ်နှစ်ယောက်လဲဆိုတော့မှားတယ်နံပါတ်2ကနဲကိုဝနန်းနင်း this ကတဲ့ကျောင်းကဘယ်နှစ်ယောက်လဲဆိုတော့သူကလည်းမှားတယ်ပေါ့နော်နံပါတ်3ကခဆုကူဝနန်းနင်း this ကမိသားစုကဘယ်နှစ်ယောက်လဲဆိုတော့သူကမှန်နိုင်တယ်နံပါတ်4ကချီစုဝနန်းနင်း this ကမြေပုံကဘယ်နှစ်ယောက်လဲဆိုတော့မှားတယ်ပေါ့နော်မြေပုံတွေကဘယ်နှစ်ယောက်လဲဆိုတော့သူကလည်းမှားတယ်အတွက်ကြောင့်မလို့အပြည့်မှန်အမှန်ဆုံးကခဆုကူဝနန်းနေတဲ့စကမိသားစုဘယ်နှစ်ယောက်ရှိလဲဆိုတဲ့အတွက်ကြောင့်မလို့အပြည့်မှန်နံပါတ်3နံပါတ်5ကျတော့စေကိုင်းဆိုကဘာကြီးပေါ့နော်နံပါတ်2ကဝါတာရှိဝါစေကိုင်းခါနာကီမတ်တာတဲ့ကျွန်တော်ကဘာကြီးရက်လာပါတယ်ဆိုတော့မှားတယ်ပေါ့နော်ကျွန်တော်ကဘာကြီးရက်လာရဲဆိုတော့သူကရောက်သွားတာသူကရောက်သွားလားပေါ့နံပါတ်2ကကျတော့ဝါတာရှိနောချီဝါစေကိုင်းですကျွန်တော်ရဲ့အဖေကကဘာကြီးပါဆိုတော့ဒီဟိုဗလဲမလဲရှိလို့ခြေစကားနေပြန်မြန်ကွက်ကဘာကြီးပါလို့ပြောလို့ရှင်တော့ဖြင့်တာပေါ့နော်ဒါပေမဲ့ဒီဂျမန်စကားမှာကြားလို့ရှိရင်အဓိပ္ပာယ်ပို့ပြီးတော့တင့်တော်တဲ့ဟာဆိုလို့ရှိရင်တော့သူကလည်းမှားနေသေးရဲ့နံပါတ်3ကကျတော့ချီနီစေကိုင်းငါရီမတ်အိမ်မှာကဘာကြီးရရှိရဆိုတော့မှားတယ်ပေါ့ကဘာကြီးမှာအိမ်ရရှိရဆိုတော့တော်သေးရဲ့ပေါ့နော်နံပါတ်4ကကျတော့စေကိုင်းနီအမှန်တမ်းမှာဥချီနီစေကိုင်းတော့ချီစုကအာရီမတ်အိမ်မှာကဘာမြေပုံရှိရဆိုတော့တော့တင့်တော်တယ်နော်စေကိုင်းတော့ချီစုဆိုတာကဘာမြေပုံရှိရဆိုတဲ့အတွက်ကြောင့်မလို့အပြင်မှန်ကနံပါတ်4စေကိုင်းရဲ့အပြင်မှန်နံပါတ်4ပေါ့နော်အဲ့ chapter 1ပြီးသွားပြီဆိုတော့ဝတ္တရှိတို့က chapter 2ရောက်မယ် chapter 2ကကြတော့မွန်တိုင်းအချိန်မှာဆိုလို့ရှိရင်ကပထမဆုံးခုနဝတ္တရှိတို့နံပါတ်1လိုမျိုးပဲ chapter 1လိုမျိုးပဲဆက်သွားမယ်နော်နံပါတ်1ကကျော့ဝါတဲ့ဆွေရောပြီးတဲ့ဒီနေ့ကဗုဒ္ဓဦးနေ့ပါတဲ့အာရှတာဝကွက်လက်တက်မနေ့ပြန်ကွက်လက်ဖြစ်တယ်ဆိုတော့ဒီနေ့ဗုဒ္ဓဦးနေ့ဆိုမနေ့ပြန်ကျန်သာပတိပေါ့အဲ့တော့ဒီခဲကနေပြီးတော့ကျန်သာပတိဆိုတဲ့ခံပုဂ္ဂလိရွေးတာရောမယ်ကဲဆိုရောပြီးဆိုတာကတနေ့လားမခုရောပြီးကျန်သာပတိနဲ့ခရောပြီးအင်္ဂါခင်းရောပြီးတောက်ကြတဲ့အတွက်ကြောင့်မလို့မနေ့ပြန်ကျန်သာပတိဆိုတဲ့ကြောင့်နံပါတ်2ကအဖြေမှန်နံပါတ်ဒီနံပါတ်4ရကြတော့ကွက်လက်တဲ့ဒါကွက်လက်နဲ့ပေါ့နော်ကွက်လက်နဲ့ခုတိုးပန်းသောအီမီကိုရှိတာပဲမှာစကလုံးတွေရဲ့အဓိပ္ပာယ်ကိုရှာတယ်။ဘာနဲ့အဓိပ္ပာယ်ကိုရှာလဲဆိုတော့အဘိဓမ္မာမိဓမ္မာပဲအဘိဓမ္မာနဲ့စကလုံးတွေရဲ့အဓိပ္ပာယ်ကိုရှာရဲဆိုတာပဲဖြစ်နိုင်မယ်လေနော်။နံပါတ်1ကကြာစီနီဆိုတော့မှားတယ်။နံပါတ်2က report နဲ့ရှာရဲဆိုတော့လည်းမှားတယ်။နံပါတ်3ကခိုတာအဖြေနဲ့စကလုံးတွေရဲ့အဓိပ္ပာယ်ကိုရှာရဲဆိုတာလည်းမှားတယ်ပေါ့။နံပါတ်4က G short ဆိုတာအဘိဓမ္မာနဲ့ရှာရဲဆိုတဲ့အတွက်ကြောင့်မလို့တော့မှန်နိုင်ဆုံးဖြစ်တဲ့အတွက်ကြောင့်အဖြေဉာဏ်ကနံပါတ်4နံပါတ်3ကခီနိုဒါကိုတဲ့ကွက်လက်ရှိမှတာမနေ့ကအကြောင်းမှာကွက်လက်လောက်ခဲ့တယ်နော်ဘာလောက်ခဲ့လဲဆိုအဖြေကိုကြည့်မယ်နံပါတ်1က0လောက်ခဲ့တယ်ဆိုတော့0လောက်ခဲ့တယ်ဆိုမဟုတ်သေးဘူးနံပါတ်2ကကျတော့ခရတ်ဆိုတာအတန်းအောင်လုပ်ခဲ့ရဆိုတော့လည်းအပြည့်မှမဟုတ်သေးဘူးနံပါတ်3က speech ဆိုတာ speech ပြိုင်ပွဲကိုပြောခဲ့တာပေါ့နော် speech စကားပြောပြိုင်ပွဲကိုပြောစကားပြောပြိုင်ပွဲလုပ်ခဲ့ရဆိုတော့ဟုတ်နိုင်တယ်နံပါတ်4ကကျတော့ CD လုပ်ခဲ့ရဆိုတော့မဟုတ်ဘူးအဲ့တော့ဒီ3ခုထဲမှာအပြည့်မှန်ဆုံးဖြစ်တာက speech စကားပြောပြိုင်ပွဲမှန်ဆုံးဖြစ်တဲ့ကြောင့်မလို့အပြည့်မှန်နံပါတ်3 speech နံပါတ်4ကကျတော့ wakari masan နားမလည်ပါဘူးတဲ့ကွက်လက်အိုနေခိုင်းရှိမှာကွက်လက်လောက်ဆောင်ပြီးပါဆိုတော့နံပါတ်1ကဇင်းဆိုတာလုံးဝလုံးဆောင်ပြီးပါဆိုတော့မဟုတ်သေးဘူးပေါ့နော်လုံးဝလုံးဆောင်ပြီးပါဆိုတာမဖြစ်နိုင်ဘူးအတိတ်ပဲမရှိဘူးနံပါတ်2ကမိုင်းနိချီအိုနေခိုင်းရှိမှာဆိုတာကလည်းမဖြစ်နိုင်ဘူးပေါ့နော်နေတိုင်းလုံးဆောင်ပြီးပါဆိုတော့လည်းမဟုတ်သေးဘူးနံပါတ်3ကဒိုင်းတိုင်းများသောအဖြစ်အိုနေခိုင်းရှိမှာဆိုတာကလည်းမဟုတ်သေးဘူးနံပါတ်4ကမိုးအချီတို့ဆိုတာနောက်ထပ်တစ်ချိန်အိုနေခိုင်းရှိမှာဆိုတာဆောင်ရွက်ပြီးပါဆိုတော့တော့ဖြစ်နိုင်တယ်ဝခရီမဆန်နားမလည်ဘူးမိုးချစ်တို့နေခိုင်းရှိမှာနောက်ချိန်တော့ထပ်ပြီးတော့ပြောပြီးပါဆိုတဲ့အတိတ်ပဲနော်ဖြစ်မယ်နံပါတ်4နံပါတ်5ကကြတော့ Moscoshi နောက်ထပ်နည်းနည်းကွက်လက်
話してください。これစကားပြောပြပါဆိုတော့ဒီလေးကိုတွေကဘာရွေးပြမလဲဆိုရင်နံပါတ်1ကゆっくりဖြည်းဖြည်းချင်းゆっくりဖြည်းဖြည်းချင်းနံပါတ်2ကကျတော့ရုံးခုကောင်းစွာမကြာခဏကောင်းစွာပြောပြပါ Moscow ရှိနောက်ထပ်နည်းနည်းကောင်းစွာပြောပြပါဆိုတာမဟုတ်သေးဘူးပေါ့နော်နံပါတ်1ကゆっくりဖြည်းဖြည်းချင်းဆိုတော့1ကတော့ဖြစ်နိုင်တယ်နံပါတ်3က1回ဆိုတာကတစ်ချိန်နောက်ထပ်နည်းနည်းတစ်ချိန်ပြောပြပါဆိုတော့မဟုတ်သေးဘူးပေါ့နော်နံပါတ်4ကဒိုးဆိုတာယူပါ Moscow ရှိနောက်ထပ်နည်းနည်းယူနောက်ထပ်နည်းနည်းလက်ခံပေးဖို့စကားပြောပါဆိုဒီဟာလုံးဝမဖြစ်နိုင်ဘူးဘာဆိုအတိတ်ဘယ်လုံးဝမရှိတဲ့ကြောင့်မလို့အဖြစ်မှန်နံပါတ်1ယူခုလီနံပါတ်6ကကြတော့ကော့လက်နီနီဟွန်နဲ့ခီမတ်တာကော့လက်မှာဂျပန်ကိုလာခဲ့တယ်ဆိုတော့ရှီကာဆစ်ဆိုတာ4လပိုင်းနော်4လပိုင်းမှာဂျပန်ကိုလာခဲ့တယ်ဆိုတော့သူလည်းဖြစ်နိုင်တယ်နောက်ဆက်ဖက်ကြည့်အောင်နံပါတ်2ကကြအာရှတာမနေ့ဖြန်မှာဂျပန်ကိုလာခဲ့တယ်ဆိုတော့မဟုတ်သေးဘူးသူကအနောက်က flat 2 3ထားရတဲ့ကြောင့်အာရှတာဆိုမဖြစ်နိုင်ဘူး Rainer ဆိုတာလည်းနောက်နှစ်ဆိုတာလည်းဖြစ်နိုင်အောင်နောက်မှာ flat 2 3ထားရတဲ့ကြောင့်မလို့နံပါတ်4ကကြတော့ ikake ဆိုတလပိုင်းနံပါတ်4ကကြတော့ ikake ဆိုတာတလခန့်ကိုပြောတာပေါ့နော်တလခန့်မှာသွားရလို့ရှိရင်ဂျပန်ကိုလာခဲ့တယ်ဆိုတာမဟုတ်သေးဘူးအတွက်ကြောင့်မလို့ဝတ်ရှိတို့ကရှီကာ4လပိုင်းမှာဂျပန်ကိုလာခဲ့တယ်ဆိုတော့နံပါတ်1ကတော့အပြေမှန်နံပါတ်9ကကြတော့ထိုမှုဆန်တော့ဦးတိုးဆန်ဝါအတိုင်းကခုနော်ကွက်လက်တက်ထုံမြက်အဖေကတက္ကသိုလ်ကကွက်လက်ဖြစ်ပါတယ်ဆိုပြီးပြောရတယ်ချောရှိဆွတ်ဆိုတာစာသင်ငန်းတက္ကသိုလ်ကစာသင်ငန်းဆိုတာမဟုတ်သေးဘူးလူကိုပြောတာနံပါတ်2ကဂကိုးဆိုတာကျောင်းတက္ကသိုလ်ကကျောင်းဖြစ်ပါဆိုတော့မဟုတ်သေးဘူးနံပါတ်3ကကျတော့စင်စီဆရာပေါ့နော်တက္ကသိုလ်ကဆရာဖြစ်ပါဆိုတော့သူကတော့ဖြစ်နိုင်တယ်နံပါတ်4ကဘင်းချောတက္ကသိုလ်ရဲ့စာလေ့လာမှုဖြစ်ပါဆိုတော့မဟုတ်သေးဘူးအဖြစ်မှန်ကြနံပါတ်3စင်စီပြောတယ်နံပါတ်8ကကျတော့အာရှတာစန်စီကဥချီရဲ့ကွက်လက်ဆိုတော့မနက်ဖြန်ဆရာကအိမ်တို့ကွက်လက်ဆိုပြောတယ်။အီမတ်ဆိုတာရှိသည်အိမ်တို့ရှိသည်ဆိုတော့မဟုတ်သေးဘူး။နံပါတ်2ကအာရီမတ်ဆိုတော့လုံးဝမသက်ဆိုင်ဘာလို့ဆိုဆရာအသက်ရှိတဲ့အတွက်ကြောင့်မို့အာရီမတ်ဆိုတော့မဟုတ်နိုင်ဘူး။နံပါတ်3ကခီမတ်ဆိုတာလာသည်။ဥချီရဲ့ခီမတ်မနက်အိမ်တို့လာသည်ဆိုတော့သူကတော့ဖြစ်နိုင်တယ်နံပါတ်4ကရှီမဆိုတာလှုပ်ဆောင်သည်ဥချီရဲ့ရှီမဆိုတော့အိမ်တို့လှုပ်ဆောင်သည်ဆိုတာမဟုတ်သေးဘူးအဲ့အတွက်ကြောင့်အဖြစ်မှန်နံပါတ်3ခီမတ်လာတယ်ပေါ့နော်မနက်ဖြန်ဆရာအိမ်တို့လာတယ်ဆိုတော့နံပါတ်3ဖြစ်မှန်နံပါတ်9ကကြတော့ကွက်လက်ဝခင်းရောပြီးတက်တာကွက်လက်ကတောက်ကြနေဖြစ်ခဲ့တယ်ဆိုတော့နော်တစ်ချက်dash တာဆိုတော့ vat 2ဆိုတဲ့အတွက်ကြောင့် vat 2နဲ့သက်ဆိုင်တဲ့ဟာရှာမယ်နံပါတ်1ကနီဂါဆို2လပိုင်းကတဲ့တောက်ကြနေဖြစ်ခဲ့ဆိုတော့မဟုတ်သေးဘူးပေါ့နော်2လပိုင်းကတောက်ကြနေဖြစ်ခဲ့ဆိုတော့အဆက်ဆက်မရှိဘူးနံပါတ်2ကခီနိုမနေ့ကတောက်ကြနေဖြစ်ခဲ့ဆိုတော့တော့ဖြစ်နိုင်တယ်နံပါတ်3ကအာရှတာဆိုတာမနက်ဖြန်ကဆိုတော့မှားပြီအဲ့ချိန်မှာအနောက်မှာvat 2ရေးထားတဲ့ကြောင့်အာရှတာဆိုတာကအနာဂတ်ကိုပြရတယ်တော့မဟုတ်ဘူးနံပါတ်4ကမိုင်းနေချီနေတိုင်းကတောက်ကြနေဖြစ်တယ်ဆိုတော့ပို့တော့မဟုတ်သေးဘူးเนาะအဲ့ဒါကြောင့်မလို့အဖြစ်မှန်နံပါတ်2ခီနိုမနေ့ကတောက်ကြနေဖြစ်ခဲ့တယ်ဆိုတာတော့အပြေမှန်နံပါတ်10ရကြတော့ issue ကန်နေတဲ့တပတ်ခန့်ကွက်လက်အရူပိုင်းတို့ရှိမှာကွက်လက်အချိန်ပိုင်းလောက်ကိုလုပ်တယ်ဆိုတော့ issue ကန်ဒီတပတ်မှာတဲ့ကွက်လက်အရူပိုင်းတို့ရှိမှာဆိုတော့အဓိပ္ပာယ်ဒီမှာတစ်ချက်ဖတ်ကြည့်ကြည့်မယ်ပေါ့နော်အချိနန်တပတ်မှာတစ်နှစ်ခန့်ဆိုတာမဟုတ်သေးဘူးပေါ့နော်အဲ့တော့သူမဟုတ်နိုင်ဘူးနံပါတ်3ကကျတော့စမ်းကင်3ချိန်နော်စမ်းကင်ဆိုတာ3ချိန်လောက်အချိန်ပိုင်းလောက်ကိုလုပ်တယ်ဆိုတော့သူကတော့ဖြစ်နိုင်တယ်ပေါ့နော်ဒါနဲ့ဆက်ဖက်ကြည့်မယ်နည်းနံပါတ်3ကကျတော့ခေါ်နင်းဆိုတာတပတ်မှာ9ရောက်လောက်အချိန်ပိုင်းလောက်ကိုလုပ်တယ်ဆိုတော့မဟုတ်သေးဘူးပေါ့နော်နံပါတ်4ကကျတော့ချိကကဲဆိုတာ9လခန့်ဆိုတော့တပတ်မှာ9လခန့်ဆိုတော့လည်းအဓိပ္ပာယ်မရှိဘူးအဲ့အတွက်ကြောင့်မလို့တပတ်မှာ3ချိန်အချိန်ပိုင်းလောက်ကိုလုပ်တယ်ဆိုတဲ့နံပါတ်2အဖြေလေးကမှန်တယ်မွန်တိုင်း2မှာကြတော့ဖတ်ကြည့်မယ်နော်နံပါတ်1ကိုနံပါတ်ကြတော့明日クラスでスピーチをしますမနက်ဖြန်အတန်းမှာစကားပြောပြိုင်ပွဲလုပ်မယ်ဆိုတဲ့အတွက်ကြောင့်မလို့နံပါတ်1ကမှတ်မယ်明日クラスで練習しますမနက်ဖြန်အတန်းမှာလေ့ကျင့်မယ်ပေါ့နော်နံပါတ်2က明日クラスで質問ですမနက်ဖြန်အတန်းမှာမိခုမေးမယ်နံပါတ်3ကကြတော့明日クラスで話しますမနက်ဖြန်အတန်းမှာစကားပြောမယ်ဆိုတော့ဖြစ်နိုင်တယ်နံပါတ်4ကကြတော့明日クラスで書きますမနက်ဖြန်အတန်းမှာရေးမယ်ဆိုတော့ speech ဆိုတာစကားပြောပြိုင်ပွဲလုပ်တဲ့အတွက်ကြောင့်မလို့စကားပြောတဲ့ပတ်သက်တာနံပါတ်3ခုပဲပါတဲ့ကြောင့်မလို့အဖြေကနံပါတ်3明日クラスで話しますမနက်ဖြန်အတန်းမှာစကားပြောမယ်နော်နံပါတ်2ကကြတော့ရိုင်းပြောရှင်ရာ
ရိုင်းဆန်ဝါကျော်ရှိစွနေမှာတဲ့ရိုင်းဆန်ကျော်ရှိစွမှာရှိရဲဆိုတော့ပြောဆိုစာသင်ခန်းမှာရှိရဲဆိုတော့ဒါတစ်ချက်ဖတ်ကြည့်ကြည့်မယ်ပေါ့နော်စာသင်ခန်းမှာရှိရဲဆိုတော့သူကနံပါတ်1ကကြတော့ရိုင်းဆန်ဝါဟွန်ရနီမှာစောင်းဆိုင်မှာရှိရဲဆိုတော့မဟုတ်ဘူးနံပါတ်2ကကြတော့ချီဇူနီမှာဆိုတော့မြေပုံမှာရှိရဲဆိုတော့လည်းမဟုတ်သေးဘူးနံပါတ်3ကကြတော့နီဟွန်ဂေါနီအီမတ်ဂျပန်ဘာသာစကားမှာရှိရဆိုတော့အဓိပ္ပာယ်မရှိဘူးနံပါတ်4ကကြတော့ဂကိုနီမတ်ဆိုကျောင်းမှာရှိရဆိုဟုတ်တယ်နော်ကျောရှိဆိုတာစာသင်ခန်းကကျောင်းမှာပဲရှိရတယ်အဲ့အတွက်ကြောင့်မလို့အပြင်မှာနံပါတ်4ရိုင်းဆန်ဝါညဆိုရင်ရိုင်းဆန်ဝါဂကိုနီမတ်ကျောင်းမှာရှိတယ်ကျောရှိစွနေမှာကျောင်းမှာရှိတယ်အထူးပဲနော်အဓိပ္ပာယ်နံပါတ်3ကကြတော့အာရှတာဝမခုယောဘီဒက်နဲ့မနက်ဖြန်ကကြာသပတေးနေ့ဖြစ်ပါတယ်ဆိုတော့ကျော်ဝဒီနေ့ကဗာနေမနက်ဖြန်ကြာသပတေးနေ့ဘုဒ္ဓဦးပေါ့အဲ့တော့ဒီမှာဒီစာကြောင်းတွေအပြအကုန်လုံးတော့ဖတ်စရာမလိုဘူးဒီမှာလက်ရှိနေ့ရက်လေးလိုက်ဖတ်ရောခယောဘီကအင်္ဂါစွိယောဘီဗုဒ္ဓဦးနိချိယောဘီတနင်္ဂနွေခင်းယောဘီတောက်ကြအဲ့တော့လက်ရှိအပြင်မှာနံပါတ်2ကျော်ဝစွိယောဘီတဲ့ဒီနေ့ကဗုဒ္ဓဦးနေ့ဖြစ်ပါတယ်နော်နံပါတ်4ကကြတော့အဲ့လိုမျိုးလေးဖြတ်တွင်းညံလေးနဲ့ဖတ်ပေါ့နော်အကုန်လုံးဖတ်နေအချိန်မီမှာမဟုတ်ဘူးအဲ့တော့ဖြတ်တွင်းညံလေးနဲ့ချက်ဖတ်ပေးနံပါတ်4ကကြတော့မိုင်းရှူအပတ်တိုင်းမှာတဲ့ဂင်းရောဘီနီအလိုပိုင်းတို့ရှိမှာအပတ်တိုင်းမှာတောက်ကြနေမှာပဲအချိန်ပိုင်းလောက်ကိုလုပ်တယ်နော်အချိန်ပိုင်းလောက်ကိုလုပ်တယ်အပတ်တိုင်းမှာအဲ့တော့တပတ်ချင်းစီမှာတစ်ချိန်ပဲလုပ်တာပေါ့နော်တစ်ရက်ပဲလုပ်တာအဲ့တော့လက်ရှိဒီမှာဖတ်မယ်ဆိုရင်ဣကကေစနီဣကာတလမှာတစ်ချိန်အလိုပိုင်းတို့ရှိမှာဆိုမဟုတ်ဘူးနံပါတ်2ကဣကကေစနီကော့ကန်အလိုပိုင်းတို့ရှိမှာဆိုမဟုတ်ဘူးတပတ်မှာတလမှာ9ချိန်လုပ်တယ်ဆိုတော့မဟုတ်ဘူးနံပါတ်3ကကြတော့ issue ကန်ဒီတပတ်မှာတဲ့ ikai အလိုပိုင်းဆိုရှင်တပတ်မှာတစ်ချိန်အချိန်ပိုင်းလုပ်တယ်ဆိုတော့ဖြစ်နိုင်တယ်။ဘာလို့ဆိုအပတ်တိုင်းရဲ့တောက်ကြနေမှာပဲလုပ်တယ်ဆိုတော့ကြောင့်တပတ်တစ်ချိန်ဆိုတော့မှန်နိုင်တယ်ပေါ့နော်။နံပါတ်4က issue ကန်ဒီခေါ်ကိုင်းအလိုပိုင်းဆိုရှင်တပတ်မှာ9ချိန်အချိန်ပိုင်းလုပ်တယ်ဆိုတော့မှားအဲ့တော့အဖြစ်မှန်နံပါတ်3တပတ်မှာတစ်ချိန်လုပ်တယ်။နံပါတ်5ကကြတော့အနီဝါတဲ့ Kyoshides အကိုကကျောင်းဆရာဖြစ်တယ်ဆိုတော့ကျောင်းဆရာဆိုတော့ဆန်းစီပေါ့အကျောင်းဆရာဆိုတော့ဆင်းစီနော်နဲ့အတိုင်းမဲ့သူကအလောက်ကင်ပြောချင်တယ်ဆိုလို့ရှိရင်ကကျတော့စင်းစီကိုမသုံးအလောက်ကင်ပြောချင်တယ်ဆိုရင် cure ရှိနေမသုံးเนาะဒါလိုချင်းချင်းနံပါတ်ထားရမယ်နံပါတ်1ကအနီဝါတဲ့ကပ်စေတဲ့အကြောင်းသားဆိုမဟုတ်ဘူးသူက cure ရှိလို့ပြောထားရယ်เนาะနောက်ကကျတော့ချူကကိုဆိုတာကကျတော့အလေတန်းကြောင်းလဲတန်းကြောင်းဆိုတော့မဟုတ်ဘူးသူကအသက်မိတ်ဖြစ်နေနံပါတ်3ကကျတော့စင်စီသူတော့ဖြစ်နိုင်တယ်ဆိုတော့ဟုတ်တယ်အာနီဝစင်စီတဲ့အကိုကဆရာဖြစ်ပါတယ်ဆိုတော့သူတော့မှန်တယ်နံပါတ်4ကကျတော့လူကောက်ဆဲဆိုတာနိုင်ငံခြားပြည်တော်တင်ကျောင်းသားဖြစ်တယ်ဆိုတော့မှားတယ်နော်ဟဲ့ဒါကကျတော့ဖြတ်တူစင်မုံစဉ်းစားမှုစဉ်းစားနေနေပြီပေါ့နော်မွန်တိုင်း3မှာကျတော့ဒီမှာနံပါတ်1ကရာဇရှိရလေဒီမှာကျတော့မတန်းရှိတို့ဒီမှာခန်းကြီးမပေးထားလို့เนาะသူက2မျိုးရှိတယ်တစ်ခုကကျတော့ကျင်လာတဲ့တော်တယ်နောက်တစ်ခုကကျတော့လွယ်ကူသောဆိုတဲ့အိဗယ်เนาะအဲ့တော့အဲ့နှစ်ခုလုံးကိုအခြေခံပြီးမတန်းရှိတို့ဒီအောက်ကစာကြောင်းလေးဖတ်ကြည့်ကြည့်မယ်အတိပဲပြန်ပြီးတော့ပေါ့เนาะနံပါတ်1ကရှီကာဆိုဝရာဇရှိတဲ့လီလာပိုင်းကကျင်လာတတ်တယ်သူမဟုတ်လက်ရလွယ်ကူဆိုမဟုတ်ဘူးသူကအလုံးဝအတိပဲမရှိတဲ့စာကြောင်းနံပါတ်2ကခတာခနာဝရာဇရှိတဲ့ခတာခနာကကျင်လာတတ်တယ်သူမဟုတ်ခတာခနာလွယ်ကူတယ်ဆိုတော့တော်တော်ဖြစ်နေလွယ်ကူတယ်ဆိုတဲ့အိဗယ်နဲ့ဆိုတော့တော်တော်ဖြစ်နိုင်တယ်နောက်ဆက်ဖတ်ကြည့်မယ်เนาะနံပါတ်3ကကျတော့ခီနိုရာဇရှိကိုဘင်ကျော်ရှိမရှတာတဲ့ဟဲ့မနေ့ကခီနိုရာဇရှိကိုဆိုတော့ဘာလို့ရှိလို့တခုပြောထားမယ်နော်အိုးရဲ့အရှိမဝါဇရှိတို့ကရာဇရှိအကြည့်တွေပါထည့်ခြင်းလဲဆိုလို့ရှိရင်အကြည့်တွေကိုတဟဲမထည့်ဘူးအကြည့်နဲ့နောင်အတွဲဖြစ်တယ်အကြည့်နဲ့နောင်အတွဲလိုက်ကိုပဲထည့်တယ်အကြည့်တွေကိုအတွဲအကြည့်တွေကိုဒီတိုင်းမထည့်ဘူးတဲ့အတွက်ကြောင့်မို့လို့ဒီမှာနံပါတ်3နဲ့နံပါတ်4ဖြစ်တဲ့ခီနိုရာဇရှိကိုခီနိုအာရှိတာကိုဆိုတဲ့ဟာကြီးကလုံးလုံးမဖြစ်နိုင်အဲဒါကြောင့်မို့လို့အဖြစ်မှန်နံပါတ်2ခတာခနာဝရာဇရှိတဲ့ခတာခနာကလွယ်ကူတယ်နော်နံပါတ်2ကကြာဒိုင်းဆိုတာများသောအားဖြင့်ဒိုင်းများသောအားဖြင့်ရှည်လေးခုကြည့်မယ်နော်နံပါတ်1ကကြာတော့ issue ကန်ဒီတပတ်မှာတဲ့ဒိုင်းများသောအားဖြင့်ကကိုနီအီကီမတ်များသောအားဖြင့်ကျောင်းသို့သွားတယ်နော်နောက်ဆက်ဖက်ကြည့်မယ်နံပါတ်2ကဒိုင်းတဲ့များသောအားဖြင့်ခုတိုဘာသော email ရှိတာများသောအားဖြင့်စကားလုံးတွေရဲ့အဓိပ္ပာယ်ကိုများသောအားဖြင့်ဆိုတာဒိုင်းများသောအားဖြင့်နဲ့ဆိုတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့မှားတယ်တဲ့ရဲ့အရှိမဆိုတတ်မဲ့တွေပဲလိုက်တယ်လို့ပြောရလေနော်ဒါ effort တွေမလိုက်ဘူးနံပါတ်3ကကြတော့အနီဝါဒိုင်းတော့ confidence များသောအားဖြင့်ရဲ့ကျောင်းသားဖြစ်ပါတယ်လုံးဝအတိတ်ပဲမရှိဘူးပေါ့နော်နံပါတ်4ကကြတော့ muskashi desu nga တဲ့ခက်ခဲပေမဲ့ဒိုင်းများသော muskashi desu nga ခက်ခဲပေမဲ့ဒိုင်းများသောအားဖြင့် wakari မှာနားလည်ပါတယ်တဲ့ဆိုတော့
ဒါနံပါတ်4ကတော့ဖြစ်နိုင်တယ်နော်နံပါတ်4ကဖြစ်နိုင်တယ်ဒိုင်းအများစုကိုနားလည်ပါတယ်နော်အဖြစ်မှန်နံပါတ်4နံပါတ်3ကကျတော့ယခုနီဆိုတာကကျတော့ဖြည်းဖြည်းချင်းယခုနီဖြည်းဖြည်းချင်းနံပါတ်1ကယခုနီဝခါလီမဖြည်းဖြည်းချင်းနားလည်ပါတယ်ဆိုတော့နောက်ဆက်ဖတ်ကြည့်မယ်နံပါတ်2က most question နောက်ထပ်နည်းနည်းယခုနီကရာဆိုင်ဆိုနောက်ထပ်နည်းနည်းဖြည်းဖြည်းချင်းလုပ်ပေးပါနော်နံပါတ်3ကယခုနီဟာနာချီကရာဆိုင်ဖြည်းဖြည်းချင်းစကားပြောပြီးပါနံပါတ်4ကကျတော့မိုက်နီချီယခုနီ日本語を勉強しますဆိုတော့နေ့တိုင်းဖြည်းဖြည်းချင်းဂျပန်စာလေ့လာတယ်ဆိုတော့မဟုတ်နိုင်တော့ဘူးနော်ဖြည်းဖြည်းချင်းနားလည်ဆိုတာလည်းမဟုတ်နိုင်ဘူးဖြည်းဖြည်းချင်းလုပ်ပါဆိုတာလည်းအနောက်က私တို့ val လည်းမထည့်ထားတဲ့အတွက်ကြောင့်မလို့ event နဲ့ခုလာဆိုင်နဲ့တန်းမလိုက်တဲ့အတွက်ကြောင့်လို့တော့လည်းမဖြစ်နိုင်ဘူးအဲ့တော့အဖြစ်မှန်နံပါတ်3 yukuli hanashi နဲ့ခုလာဆိုင်ဖြည်းဖြည်းချင်းစကားပြောပြပါဆိုပြီးပြောချင်တယ်နံပါတ်2ကဘာလို့မမှန်တာလဲဆို moscow ရှိ yukuli hanashi နဲ့ခုလာဆိုင်ဆိုတော့မှန်နိုင်တယ်ဘာလို့ဆိုခုလာဆိုင်နဲ့私တို့ event တွေကတန်းပြီးတော့မကပ်ဘူးနော်နံပါတ်4က oboe လို့ဆိုတာမှတ်မိပြီးအမှတ်ရသည်ပေါ့နော်နံပါတ်1ကမိုင်နီချီခန်းကြီးကို oboe မှာတဲ့နေတိုင်းခန်းကြီးတွေကိုမှတ်တယ်နော်အဲ့ဒါကဆက်ဖတ်မယ်မျိုးရှင်ဘယ်သွနာမှုတဲ့ကြီးရှောကို oboe မှာしたတဲ့ဗီယက်နမ်နဲ့ပြောဆိုရှင်အဘိဓမ္ကိုတဲ့မှတ်မိရဆိုတော့မဟုတ်နိုင်အဖြေသူကအဓိပ္ပာယ်တော့ဟိုဖြစ်လို့ဖော်လို့မရတဲ့အနေထားပေါ့နော်နံပါတ်3ကကြတော့ဟွန်ရတဲ့ CD ကို oboe မှာしたသူကလည်းအဓိပ္ပာယ်မရှိဘူးနံပါတ်4က ashita ga ko oboe မှာနည်းနည်းဖြန်ကြောင်းကိုအမှတ်ရဆိုတော့မဟုတ်အဲ့အတွက်ကြောင့်မလို့လက်ရှိနံပါတ်1ဖြစ်တဲ့ mainichi ခန်းကြီး oboe မှာနေတိုင်းခန်းကြီးတွေကိုမှတ်တယ်အဲ့ဒါကပို့ပြီးသင်တော့တယ်နံပါတ်5ဇင်းကြလုံးဝနော်日本語は全然難しいတဲ့ဂျပန်စာကလုံးဝခက်တယ်ဂျပန်စာလုံးဝခက်တယ်နံပါတ်2ကကျတော့ဇင်းတော့日本語勉強しますလုံးဝနဲ့ဂျပန်စာကိုလေ့လာဆိုအဓိပ္ပာယ်မရှိဘူးနံပါတ်3ကကျတော့ဥချီနီဇန်တော့ချီစုကသူကလည်းမဖြစ်နိုင်ဘူးပြောဆိုရှင်လုံးဝရဲ့မိဘုံဆိုတာမဟုတ်ဘူးတော့အဓိပ္ပာယ်မရှိဘူးနံပါတ်4ကခိုတာရဲကဇင်းဝခရီမဆန်အပြေရောလုံးဝနားမလဲဘူးနော်ဖြူလုံးဝနားမလည်ဘူးဆိုတဲ့အတွက်ကြောင့်မလို့အဖြေမှန်ကနံပါတ်4ဖြစ်နိုင်တယ်နံပါတ်4ခိုတာယောကဇင်းဝခရီမဆန်အဖြေလုံးဝနားမလည်ပါဘူးဒီဂျပန်စာကလုံးဝခတ်တယ်ဆိုတာဟာအတိတ်ပဲရှိကောင်းရှိနိုင်ပေမဲ့ဒီမှာဆိုဝတရှိတို့က N5 လောက်မှာသင်ရမှာကစင်းရဲ့အနာမှာဝတရှိတို့အငင်းနေပဲလိုက်တယ်ဆိုပြီးသင်ရမယ်ဒါပေမဲ့နံပါတ်ဝတရှိတို့ level မြင့်လာလေစင်းရဲ့နောက်မှာ negative တစ်ခုပဲလိုက်တာမဟုတ်ဘူးတခြားအသုံးလုံးလေးလည်းလိုက်လေဆိုတာကိုတော့သင်ရလိမ့်မယ်နော်ဒါကတော့ဝတရှိတို့ chapter 1 နဲ့2ရဲ့တန်းကောက် mock test လေးပါ